ကျွန်တော်တို့အားလုံးရဲ့ဘဝမှာဖြစ်ချင်တာတွေဖြစ်အောင်လုပ်ပိုင်ခွင့်ရှိပါတယ်။အထူးကတော့ကြိုးစားနေဖို့ပါပဲ။ဆက်လန်လေးရဲ့အစမှာတော့ကြောက်ဆိုတောဆိုနဲ့စတင်မိတ်ဆက်ထားပါတယ်။အဲ့ဒီထဲမှာ Remy လို့ခေါ်တဲ့ကြောက်ကလေးတစ်ကောင်ပါဝင်ပြီးသူကတော့တခြားကြွက်တွေနဲ့မတူပဲအနမ်းနဲ့ရတာကိုထူးထူးခြားခြားခံစားနိုင်တဲ့ပါရမရှင်တစ်ယောက်ပါ။သူကသူ့ရဲ့ကိုအီမီနဲ့ကြောက်ဆိုရဲ့ခေါင်းဆောင်ဖြစ်တဲ့သူ့အဖေနဲ့တူတူနေပါတယ်။တရက်မှာတော့ Remy ကအစားအစာတစ်ခုရိုင်းနေပြီးတော့မှထူးဆန်းတဲ့အနံ့ကိုရသွားပြီးတော့မှသူ့အဖေကိုမစားဖို့တတိပေးလိုက်ပါတယ်။တကယ်တော့အဲ့ဒီအစားအစာထဲမှာကြွက်သက်စေတွေပါနေခဲ့တာပါ။ဒါကြောင့်သူ့အဖေက Remy ကိုကြွက်အုပ်စုရဲ့တယောက်နဲ့စိတ်စစ်စေရင်မှုအဖြစ်ခန့်အပ်လိုက်ပါတယ်။ဒါပေမဲ့ Remy ကတော့အမိုက်တွေကိုရှောက်စားမဲ့အစားလူတွေရဲ့မိမှုကြောင့်လည်းကနေကောင်းမွန်တဲ့အစားအစာတွေကိုခိုးယူစားတောက်တဲ့နယ်ဆိုပြီးတော့မှသူ့အဖေနဲ့စကားကနများကြပါတယ်။ဒါပေမဲ့သူ့အဖေကမိမှုကြောင့်နဲ့လူသားတွေဟာအလွန်အန္တရာယ်များတယ်ဆိုပြီးငြင်းဆန်ခဲ့ပါတယ်။ Remy ကတော့သူ့အဖေရဲ့တတိပေးချက်ကိုမနာခံဘဲအနီးနားကအဖောက်တယောက်ရဲ့အိမ်ထဲကိုခိုးဝင်ပြီးတော့မိမှုကြောင့်နဲ့အထိရောက်သွားခဲ့ပါတယ်။အဲဒီမှာ Perry မျိုးရဲ့နာမည်ကြီးစဖိုမူ Gasto ရဲ့ TV စီစဉ်ကိုငင်းမောကြည့်ရှုရင်မိမှုကြောင့်ရဲ့အရသာရှိတဲ့အစားအစာတွေကိုမြည်ဆန်းနေခဲ့ပါတယ်။ဒါပေမဲ့ရုတ်တရက်အဖောက်ကိုနှိုးလာတာကြောင့် Remy လည်းလက်ဖြတ်ပြီးထွက်ပြေးခဲ့ရပါတယ်။ခြံထဲမှာရှောက်သွားရင်လည်း Remy ဟာမှုတဝင်းကိုတွေ့သွားပြီးတော့မှစိတ်ဝင်စားသွားပါတယ်။သူကအကိုဖြစ်သူအင်မီးစီကနေတင်ခဲတချို့ကိုယူပြီးတခြားပေါဝင်ပစ္စည်းတွေနဲ့အတူမိကိုခေါင်းနိုင်ကလာတဲ့အပူရှင်ကိုတောင်းကဟင်းချက်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့မမျှော်လင့်မဲ့မိုးကြိုးပစ်ချလိုက်တာကြောင့်သူကအောက်ကိုပြုတ်ကျသွားခဲ့ပါတယ်။ပြုတ်ကျသွားပေမဲ့လည်း Remy ကတော့ချက်ထားတဲ့မုံရရတာကိုသဘောကျနေခဲ့တာပါ။ဟင်းပွဲကိုပူကောင်းအောင်လုပ်ဖို့ Remy နဲ့အင်မီတို့ကဟင်းကပ်အမွှေးကြိုင်နေရှာဖို့မိမှုကြောင့်လည်းကိုတစ်ခါခိုးဝင်ခဲ့ကြပြန်ပါတယ်။ Remy ကသူ့ကိုစီကို Gasto ရေးထားတဲ့ Anyone Can Cook ဆိုတဲ့အစားအုပ်ကြောင့်ပြောပြနေတော့မှာပဲ TV ပေါ်မှာ Gasto ကမိမိကိုယ်ကိုယုံကြည်မှုရှိရင်ဘယ်သူမှမဆိုဟင်းချက်နိုင်တယ်လို့ပြောနေတာကိုမြင်လိုက်ရပါတယ်။ဒါပေမဲ့ကမ္ဘာအကြောက်ရဆုံးအစားတောက်ဝေဖန်ရေးသမားအန်တွန်အီကိုရဲ့ဆိုးရွားတဲ့ဝေဖန်မှုကြောင့် Gasto ရဲ့စားတောက်ဆိုင်ရာကျေတဝင်းဆုံးရှုံးခဲ့ရပြီး Gasto လည်းစိတ်မကောင်းဖြစ်ကာကွယ်လွန်သွားခဲ့ပြီဆိုတာသိလိုက်ရပါတယ်။အဲ့ဒီချိန်မှာ Remy တယောက်အလွန်ဝမ်းနည်းတောင်းတသွားခဲ့တာပေါ့။အဲ့ဒီချိန်မှာပဲအဖေက Remy နဲ့အီမေးကိုမြင်သွားပြီးတနက်နဲ့လိုက်ပြစ်ပါတော့တယ်။လမ်းဖြတ်ပြီးထွက်ပြေးကြရင်ညီကိုနှစ်ယောက်ကွဲသွားကြပြန်ပါတယ်။အီမေးကမျက်နှာကျက်ကမီးဆိုင်မှာတွားညှိနေပြီးအဖေအော်ရဲ့ပြည့်ရိုက်ခိုင်နေခြင်းကိုရောက်နေပါတယ်။ကံကောင်းထောက်မစွာနဲ့ပဲအဖေအော်ရဲ့တနက်ကြည်တံကုန်သွားတာကြောင့် Remy ကသူ့ကိုကယ်တင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့အဖေအော်ကကြည်စံပြန်ထည့်ပြီးတော့မှမျက်နှာကျက်ကိုပြစ်လိုက်တဲ့အတွက်မျက်နှာကျက်ပြိုကျသွားတဲ့အခါမှာအပေါ်မှာနေထိုင်တဲ့ကြောက်စုတစ်ခုလုံးအောက်ကိုပြိုကျလာခဲ့ပါတော့တယ်။ကျွတ်တွေအားလုံးပတင်းပေါက်တွေတကားတွေနဲ့ထွက်ပြေးကြပြီး Remy ကတော့ Gasto ရဲ့ဟင်းချက်စာအုပ်ကိုဆွဲယူကတက်ပြေးခဲ့ပါတယ်။တခြားကျွတ်တွေကတော့သူတို့ဝတ်ထားတဲ့လင်ငယ်တွေပေါ်မှာတက်ပြီးမြောက်ပေါက်ထွက်ပြေးသွားကြပါတယ်။ Remy ကဟင်းချက်စာအုပ်ကိုဖောင်လို့ပြီးတော့မှလိုက်ဖို့ကြိုးစားပေမဲ့အဖေကတနက်နဲ့ထပ်မံပြစ်လိုက်တာကြောင့်ကျွတ်တွေအားလုံးလူစုကွဲသွားပြီး Remy ကသူ့အဖေရဲ့နောက်ကိုမလိုက်နိုင်တော့ပဲလမ်းခွဲတစ်ခုတည်းကိုရောက်သွားပါတယ်။သူကမြောင်းထဲကိုပြုတ်ကျသွားပြီးတကောင်နဲ့အထီးကျန်စွာဖြစ်နေခဲ့ပါတယ်။ဝမ်းနဲ့အားငယ်မှုတွေနဲ့ Gasto ရဲ့စာအုပ်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာမျှော်လင့်မဲ့စဖုံမူကြီး Gasto ရဲ့ဝဏ္ဏီပုံရင်ပေါ်လာပြီးသူ့ကိုစကားပြောပါတယ်။ Gasto ကဖိုက်စာရင်အပြင်ထွက်ပြီးရှာဖွေဖို့ပြောပေမဲ့ Remy ကတော့မိသားစုနဲ့ဝေးကောက်သွားပြီးဖြစ်လို့ပြန်မသွားနိုင်တော့ကြောင်းဝမ်းနဲ့စွာပြောပြပါတယ်။အဲ့ဒီအခါ Gasto ကဆုံးရှုံးခဲ့ရတဲ့အရာတွေပဲအာရုံစိုက်နေလို့ရှိရင်ရှေ့မှာရှိတဲ့အခွင့်အရေးတွေကိုမြင်တွေ့ရတော့မှာမဟုတ်ဘူးလို့လမ်းညွှန်ခဲ့ပါတယ်။ဒီစကားတွေကြောင့်အားတက်လာတဲ့ Remy ဟာမြောင်းထဲကနေထွက်လာပြီးအစားအစာတချို့ကိုရှာဖွေနိုင်ခဲ့ပါတယ်။ Gasto ရဲ့ဝဏ္ဏီကထပ်မံပေါ်လာပြီးမင်းကတခိုးမဟုတ်ဘူးစပုံမိုးတယောက်ပဲလို့တတိပေးခဲ့တဲ့အတွက် Remy လည်းခိုးယူစားတော့တာကိုရက်တမှုဆုံးဖြတ်လိုက်ပါတယ်။ခေါမိုးဘဝကနေတက်ကြည့်ပြီးလိုက်တဲ့အခါမှာတော့သူရောက်နေတဲ့နေရာကဖရီမျိုးကြီးဖြစ်ပြီးနာမည်ကြီး Gasto စားတော့ဆိုင်ရဲ့အနီးနားမှာရောက်နေမှသိလိုက်ရလို့အံ့ဩမြင့်တက်သွားပါတယ်။ Remy ကစားတော့ဆိုင်ကိုတွားကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဆိုင်ထဲမှာတော့လက်ရှိခေါင်းဆောင်စပုံမိုး Skinner ရဲ့ကြီးကြပ်မှုအောက်မှာစပုံမိုးတွေအကုန်လုံးလှုပ်ရှုပ်နေကြပါတယ်။အဲ့ဒီချိန်မှာ Linguini လို့ခေါ်တဲ့လူငယ်လေးတယောက်ရောက်လာပြီးသူဟာ Gasto ရဲ့တငယ်ချင်းဟောင်းရဲ့သားဖြစ်ကြောင်းသူ့အမေလည်းဆုံးမသွားပြီဖြစ်ကြောင်းပြောကအလုပ်တောင်းပါတယ်။ Skinner ကညင်းပယ်ပေမဲ့အခြားစပုံမိုးတယောက်ကဆိုင်မှာအမိုက်သွင်းနေသူမရှိသေးဘူးလို့ပြောတာကြောင့် Skinner ကသူ့မတက်တာပဲအမိုက်တင်သမားအဖြစ်ခန့်လိုက်ပါတယ်။တစ်ဖက်မှာတော့ Remy နဲ့ Gasto တို့ဟာခမိုးဘဝနေမိဖို့ကြောင့်လည်းစပုံမိုးတွေရဲ့အခန်းကဏ္ဍကိုကြည့်ပြီးဆွေးနွေးနေကြပါတယ်။အဲ့ဒီအချိန်မှာ Linguini တယောက်ကြမ်းတက်နေတာကိုမြင်လိုက်ရပါတယ်။ Linguini ကမတော်တဆစုပြုတ်ကိုတိုက်မိပြီးဖိကျသွားတဲ့အတွက်ဘယ်သူမှမသိအောင်ဟင်းချက်နီးကိုသူ့ဘာသာရှောက်ပြင်ဖို့ကြိုးစားပါတယ်
ရမ်မီကလင်ကွင်ဒီလောက်ရက်ကိုကြည့်ပြီးစိတ်တူကတတိပေးခြင်းနေတော့မှပဲပလဲပေါက်ပွင့်သွားပြီးရမ်မီတယောက်ရေစီးကန်တွေကိုပြုတ်ကျသွားပါတယ်။သူကမိမှုကြောင့်လည်းကနေထွက်ပြေးဖို့လမ်းရှာရင်ဖွင့်နေတဲ့ပလင်ပေါက်ကိုတွေ့ပေမဲ့လင်ကွင်ဒီကသူပြင်ထားတဲ့ဆွပြုတ်ကိုမြည်ဆန်းပြီးမျက်နှာပြတ်သွားတာကိုမြင်တော့ခြေလမ်းတွေရွတ်တန့်သွားပါတယ်။ရမ်မီကဆွပြုတ်ကိုကဲတင်မှုဆုံးဖြတ်လိုက်ပါတယ်။သူကလက်ဆေးပြီးမီးရှင်ကိုလျှော့နှိုးနဲ့တခြားပြဝင်ပစ္စည်းတွေကိုထည့်လိုက်ပါတယ်။သူထွက်ပြေးဖို့ကြိုးစားတိုင်းတစ်ခုခုလုံနေသေးတာကိုတတိယပြီးဟင်းခတ်အမွေးကြိုင်တွေထက်ထည့်ကဆွပြုတ်ကိုအရသာရှိအောင်ပြင်ဆင်ပေးလိုက်ပါတယ်။ဒါပေမဲ့ရုတ်တရက်လင်ကွင်ဒီသူ့ကိုမြင်သွားပါတယ်။ရမ်မီကထွက်ပြေးဖို့ကြိုးစားပေမဲ့လင်ကွင်ဒီကသူ့ကိုဖမ်းပြီးဖုံးကွက်ထားလိုက်ပါတယ်။အဲ့ဒီအချိန်မှာစကင်နာရောက်လာပြီးဆွပြုတ်ကိုရှော့ပြင်ရမလားဆိုပြီးလင်ကွင်ဒီကိုအော်ရစ်ဆဲဆိုပါတော့တယ်။ဒါပေမဲ့ဟိုမိုတယောက်ကအဲ့ဒီဆွပြုတ်ကိုအဲ့တဲ့စပွဲလေးပါချလိုက်ပါတယ်။စကင်နာကအစိတ်တိုပြီးလင်ကွင်ဒီကိုအလို့တော့ဖို့လုံနေတော့မှပဲစပွဲထိုးပြန်လာပြီးတော့မှအဲ့ဒီဆွပြုတ်ကိုတောက်တဲ့သူဟာနာမည်ကြီးအစားအသောက်ဝေဖန်ရေးသမားဖြစ်ပြီးဆွပြုတ်ကိုအလွန်သဘောကျသွားကြောင်းလာပြောပါတယ်။အားလုံးလည်းအံ့ဩသွားကြပြီးစကင်နာကိုယ်တိုင်မြင်ကြည့်လိုက်တဲ့အခါမှာလည်းအလွန်အရသာရှိနေတာကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့စကင်နာကလင်ကွင်ဒီကိုသူကတန့်ရှင်းရေးသမားပဲမို့ဟင်းမချရဘူးလို့ပြစ်ပင်ပါတယ်။အဲ့ဒီအချိန်မှာအမျိုးသမီးထုံမှုခိုလက်ကဝင်ပြောပြီးတော့မှဂက်စတိုရဲ့ဆောင်ပုတ်ဖြစ်တဲ့ဘယ်သူမှမဆိုဟင်းချက်နိုင်ရင်ကိုတတိပေးကဝီဖန်ရေးသမားကကြိုက်တော်လို့ထက်လာနိုင်တဲ့အတွက်လင်ကွင်ဒီကိုအလုံးထုတ်တင်ကြောင်ပြောပါတယ်။စကင်နာကလင်ကွင်ဒီကိုဆက်ထားဖို့သဘောတူပေမဲ့ခိုလက်ရဲ့ကြီးကြပ်မှုအောက်မှာပဲနေရမှာဖြစ်ပြီးအဲ့ဒီဆက်ပြုတ်ကိုနောက်တစ်ခါပြန်ချက်ခိုင်းဖို့ပြောပါတယ်။ရမ်မီကထွက်ပြေးဖို့ထက်ကြိုးစားပေမဲ့စကင်နာကမြင်သွားပြီးဝိုင်းဖန်ခိုင်းတာကြောင့်လင်ကွင်ဒီကရမ်မီကိုဖန်ပလင်းမဲ့ထည့်ပြီးဖမ်းလိုက်ရပါတယ်။စကင်နာကအဆိုင်မှာကြွက်ရှိရင်စိုက်ပိတ်ခံရနိုင်တာလို့ဒီကြွက်ကိုအဝေးတနေရာမှာတောက်ဖြောက်ပစ်ဖို့လင်ကွင်ဒီကိုအမိန့်ပေးပါတယ်။လင်ကွင်ဒီကရမ်မီကိုစပိန်ပေါ်တင်ပြီးမြစ်တဲ့ပြချဖို့ခေါ်သွားပါတယ်။ဒါပေမဲ့ရမ်မီရဲ့မျက်လုံးတွေကိုကြည့်ပြီးတနာသွားတာကြောင့်ဆေးပြောင်းသွားပါတယ်။ငါ့ကိုဟင်းချက်တင်မယ်ရင်မင်းကိုလှုပ်ပေးမယ်ဆိုပြီးသဘောတူညီမှုတစ်ခုလုပ်လိုက်ပါတယ်။ပလင်ဖုံဖွင့်ပြီးတာနဲ့ရမ်မီကထွက်ပြေးသွားပေမဲ့ခဏကြာမှဆေးပြောင်းပြီးပြန်လာကကူညီဖို့သဘောတူလိုက်ပါတယ်။သူတို့နှစ်ယောက်လင်ဝင်ရဲ့တိုက်ခိုက်ကိုရောက်သွားကြပြီးရမ်မီကအီဖန်မျိုးစင်ကြီးကိုကြည့်ပြီးအံ့ဩမြင်သက်နေခဲ့ပါတယ်။နောက်တနေ့မနက်မှာလင်ကွင်နီနိုးလာတဲ့အခါရမ်မီကိုမတွေ့တော့ပဲအစားအစာတွေခိုးပြီးထွက်ပြေးသွားပြီလို့ထင်လိုက်ပါတယ်။ဒါပေမဲ့ရမ်မီကတော့ဟင်းတွေကိုချက်ပေးနေတာဖြစ်ပါတယ်။အလုပ်ရောက်သွားတဲ့အချိန်မှာဝီဖန်ရေးသမားကဆိုင်ရဲ့ဆွပြုတ်ကိုချီမွန်ကန်ဖွင့်လာတဲ့ရင်းစာကိုတွေ့ပြီးအံ့ဩသွားပါတယ်။လင်ကွင်နီဟာရမ်မီကိုသူ့အင်ဂျင်အောက်မှာဝတ်ထားပြီးမိမှုကြောင့်လည်းခေါ်သွားပါတယ်။သူ့ရဲ့ထူးဆန်းတဲ့လှုပ်ရှားမှုတွေကြောင့်အားလုံးစဝေးစွာဖြစ်ကုန်ကြပါတယ်။စကင်နာကလည်းဆွပြုတ်ကိုပြန်ချက်ခိုင်းတဲ့အခါမှာလင်ကွင်နီကပါဝင်ပစ္စည်းတွေကိုမသိသလိုရမ်မီကလည်းအောက်ကနေလှမ်းညှိဖို့အခက်တွေ့နေပါတယ်။စိတ်တူလာတဲ့ရမ်မီကလင်ကွင်နီကိုကတ်လိုက်တာကြောင့်လင်ကွင်နီကသူ့ကိုရိုက်ပြီးပစ္စည်းတိုးလွန်ကန်နဲ့ဝင်သွားပါတယ်။အဲ့ဒီအချိန်မှာရမ်မီကလင်ကွင်နီရဲ့ဇေဘင်ကိုဆွဲမိရန်ကနေဇေဘင်ဆွဲပြီးလူခန္ဓာကိုထိန်းချုပ်နိုင်တယ်ဆိုတဲ့လိုဝက်ချက်ကိုရှာဖွေတွေ့ရှိသွားပါတယ်။ဒါပေမဲ့ရမ်မီကဗိုက်စာလုံးလို့အာရုံမစိုက်နိုင်တာကြောင့်လင်ကွင်နီကတတိထားမိပြီးတင်ခန်းကျွေးလိုက်ပါတယ်။သူတို့အိမ်ပြန်ရောက်တဲ့အခါမှာတော့လင်ကွင်နီကမျက်စိမိတ်ထားပြီးရမ်မီကဇေဘင်ကနေတဆင့်ဟင်းဟင်းရက်တွေကိုလှီးတာပဝင်ပစ္စည်းတွေကိုရွေးချယ်တာတွေကိုလေ့ကျင့်ပေးပါတယ်။တနေ့ကုန်လေ့ကျင့်ပြီးတဲ့နောက်မှာတော့ရမ်မီဟာလင်ကွင်နီရဲ့ခန္ဓာကိုယ်ကိုကောင်းကောင်းထိန်းချုပ်သွားနိုင်ပါတယ်။နောက်တစ်နေ့မှာလင်ကွင်နီကအော်တိုအားကရမ်မီရဲ့အကူအညီနဲ့ဆွပြုတ်ကိုအောင်မြင်စွာပြန်ချက်နိုင်ခဲ့ပါတယ်။စကင်နာမြည်ကြည့်တဲ့အခါမှာလည်းအလွန်သဘောကျသွားပါတယ်။ကိုလက်ရဲ့ပြတ်သားတဲ့ပုံစံကြောင့်လင်ကွင်နီကသူ့မောက်ကိုသဘောကျလာမိပါတယ်။တစ်ဖက်မှာတော့စကင်နာကဂက်စတိုရဲ့နာမည်ကိုသုံးပြီးEKS အစားတွေရောင်းစားနေပါတယ်။သူစာရီဖတ်နေတော့မှဂက်စတိုရဲ့တငယ်ချင်းစီကလာတဲ့စာကိုတွေ့ပြီးတော့မှအံ့ဩမြင်သက်သွားပါတယ်။ပြီးရင်တော့စကင်နာကအရှိနေကိုခေါ်လိုက်ပါတယ်။စကင်နာကဂက်စတိုမှာအချစ်ရည်တစ်ခုရှိခဲ့ပြီးလင်ကွင်နီကဂက်စတိုရဲ့တာရင်ဖြစ်နေမဲ့တိဟာတဲ့အတွက်စိတ်တူသွားတာပေါ့။တမန်ရဲ့ပြေကိုနှစ်လပဲလိုတော့တာကြောင့်ဒီအမှန်တရားကိုဖုံးကွယ်ထားနိုင်ရင်အရာအလုံးကသူ့ပိုင်ဆိုင်ရတော့မှာပါ။ရှင်းနေရလေလင်ကွင်နီရဲ့အမေကဘာမှမပြောခဲ့တဲ့အတွက်လင်ကွင်နီကိုယ်တိုင်လည်းသူ့အဖေကဂက်စတိုမန်တိမှမဟုတ်ဘူးလို့ယူဆပါတယ်။ရှင်းနေကဂက်စတိုရဲ့အော်တိုဟောင်းကနေဇပင်တပင်ကိုယူပြီးတော့မှ DNA စစ်ဖို့အတွက်လင်ကွင်နီရဲ့ဇပင်နမူနာကိုပါခိုးပေးဖို့စကင်နာကိုခိုင်းပြီးထွက်သွားပါတယ်။တရက်မှာတော့စားတောင်းလူတွေကမီနူတွေကဟင်းပွဲအားလုံးကိုစားဖို့နေပြီဖြစ်လို့ဟင်းပွဲတစ်ခုတောင်းဆိုလာကြပါတယ်။စကင်နာကလင်ကွင်နီကိုဒုက္ခပေးခြင်းတဲ့အတွက်လင်ကွင်နီကမီနူထဲမှာမရှိတဲ့ဟင်းပွဲတစ်ကိုပြင်ဆင်ပေးလိမ့်မယ်လို့အဲ့တဲ့တွေကိုပြောခိုင်းလိုက်ပါတယ်။ပြီးနောက်စကင်နာကလင်ကွင်နီလာပြီးတော့မှဂက်စတိုကိုယ်တိုင်တောင်ချက်ရိုက်ခဲ့တယ်လို့ပြောခဲ့ပြီးတဲ့ဂက်စတိုရဲ့ဟင်းချက်နေဟောင်းတစ်ခုကိုချက်ခိုင်းလိုက်ပါတယ်။လင်ကွင်နီနဲ့ကိုလက်တို့ချက်ဖို့ပြင်ဆင်ကြတဲ့အခါမှာပါဝင်ပစ္စည်းတချို့ကြောင့်အော်ပါကုန်ကြပါတယ်။အဲ့ဒီချိန်မှာပဲရမ်မီကဟင်းချက်နေကိုပြောင်းလဲဖို့ဆုံးဖြတ်လိုက်ပါတယ်။သူကလင်ကွင်နီကိုထိန်းချုပ်ပြီးစပေါ်မိုးတွေစီကနေပါဝင်ပစ္စည်းတစ်ကိုလာယူပါတော့တယ်
လင်ဝင်နီရဲ့ထူးဆန်းတဲ့အပြုမှုကြောင့်မိဖို့ကြောင့်တစ်ခုလုံးဇဝေဇဝါဖြစ်ကုန်ကြပြီးကိုလက်လည်းဟင်းချက်နီးကိုရှော့ပြနေတာမြင်တော့စိတ်ဆိုးပြီးတားဖို့ကြိုးစားပါတယ်။ဒါပေမဲ့ရမ်မီကအပြည့်အဝထင်ချုပ်ထားပြီးတော့မှသူ့ဖာရှင်အတိုင်းဆက်ချက်တဲ့အတွက်ကိုလက်ကလည်းနောက်ဆုံးမိနစ်မှာမတားနိုင်ခဲ့တော့ပါဘူး။ဇဝေထိုးကလည်းအဲ့ဒီဟင်းပွဲအစ်စ်ကိုယူသွားပြီးကျွေးလိုက်တဲ့အခါစားသုံးသူတွေကအရာရာကိုအလွန်သဘောကျသွားကြပါတယ်။အဲ့ဒီရီကကြိုက်လွန်လို့အဲ့ဟင်းပွဲကိုနောက်တစ်9ပွဲထပ်မာတယ်လို့လာပြောတဲ့အတွက်စပုံမိုးတွေကအံ့ဩကုန်ကြပါတယ်။တနေ့ကုန်သွားတဲ့အခါမှာစပုံမိုးအလုံးကလင်ဝင်နီရဲ့အောင်မြင်မှုကိုဂုဏ်ပြုကြပေမဲ့စကင်နာတယောက်ပဲစိတ်ပြတ်နေပါတယ်။သူကလင်ဝင်နီရဲ့အုတ်ထုပ်ပုံစံထူးဆန်းနေတာကိုတတိထားမိပြီးအထဲမှာကြွတ်တကောင်ပုံနေမလားလို့တန်တရားဝင်လာပါတယ်။လင်ဝင်နီကရမ်မီကိုအစားအစာကျွေးပြီးနားစီတင်လို့မိဖို့ကြောင့်လည်းကထွက်လာပေမဲ့အပြန်မှာစကင်နာကရုတ်တရက်ပေါ်လာပြီးလင်ဝင်နီရဲ့အုတ်ထုပ်ကိုဆွဲချွတ်လိုက်ပါတယ်။အထဲမှာကြွတ်ကုန်မတွေ့တော့မှစကင်နာကလင်ဝင်နီကိုသူ့ယုံခန်းထဲလိုက်ခဲ့ဖို့ပြောပါတယ်။ရမ်မီတယောက်အမိုက်ပုံနာကနေအတန်ကြားလို့တွားကြည့်ရတာနဲ့သူ့ကိုအီးမေးလ်နဲ့မမျော်လင့်မှန်ပြန်ဆောင်ခဲ့ရပါတယ်။အီးမေးလ်ကလည်းမိသားစုတွေရမ်မီကိုလိုက်ရှာနေတဲ့အကြောင်းပြောပြပြီးပြေးဖက်နှုတ်ဆက်တာပေါ့။ရမ်မီကအီးမေးလ်ကိုစတူခန်းထဲခေါ်သွားပြီးစားစရာအကောင်းဆုံးတွေကျွေးပေးမယ်။သူတို့ရဲ့အဖေကြီးအမြန်ပြန်ရအောင်လို့ပူဇော်ပါတော့တယ်။တစ်ဖက်မှာလည်းလင်ဝင်နီကတော့ဘာမှပြန်မပြောနိုင်တဲ့အထိကိုမိုးနေခဲ့တာပါ။အဲဒါကြောင့်ဒေါ်လာထွက်သွားတဲ့စကင်နာကလင်ဝင်နီကိုစိုင်တန့်ရှင်ရင်လို့အမိန့်ပေးပြီးထွက်သွားပါတယ်။ရမ်မီကသူ့ရဲ့အုပ်စုစီပြောင်းသွားတဲ့အခါမှာသူ့အဖေကိုသူကလူတွေနဲ့ပဲနေတော့မယ်လို့ပြလိုက်တော့အဖေဖြစ်သူကစိတ်ဆိုးပြီးကြွတ်ဆိုတာကုမျိုးနဲ့ကိုပဲကာကွယ်ရမယ်လို့ဆုံးမပါတော့တယ်။ဒါပေမဲ့ရမ်မီကတော့အဖေအတွေးခေါ်လေးကိုသဘောမတူပဲသူ့လမ်းသူရှာဖို့ထွက်လာခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့လင်ကူနီတယောက်ဆန်တစ်ခုလုံးကိုတန့်ရှင်းလောက်ပြီးပင်ပန်းလွန်းလို့အိပ်ပျော်နေတာကိုရမ်မီတွေ့သွားပါတယ်။လူလာဆန်ကြားတဲ့အခါမှာရမ်မီကလင်ကူနီရဲ့မိဖို့ချောင်းသောအုတ်ထုပ်တွေကိုအမြဲဝင်ပုံလိုက်ရပါတယ်။တစ်ဖက်မှာလည်းနာမည်ကြီးစားတော့ဝီဖန်ရဲ့သမားအန်တွန်အီဂူကဂက်စတိုရဲ့စားတော့ဆိုင်ပြန်ပြီးနာမည်ကြီးလာတဲ့တဲ့င်းကိုကြားသွားပြီးဆိုင်ရဲ့နာမည်ကိုပြန်ချပြဖို့ဆုံးဖြတ်လိုက်ပါတယ်။တစ်ချိန်တည်းမှာစကင်နာရဲ့ရှေ့နေကလင်ဝင်နီကဂက်စတိုရဲ့တာရင်ဖြစ်ကြောင်း DNA ဖြစ်ဖြစ်ချက်ကိုလာပြပါတယ်။ကျွတ်တကောင်ရဲ့အကူအညီနဲ့လူတွေကိုလေ့လာနေတာလို့ပြောပေမဲ့ရှေ့နေကတော့စကင်နာကိုအယူတယောက်လိုပဲသတ်မှတ်လိုက်ပါတယ်။ဂက်စတိုရဲ့တည်တန်းစာတက်တန်ကုန်မှု3ရက်ပဲလိုပြီးတော့မှအဲ့ဒီနောက်ပိုင်းဆိုင်ရက်မွေအလုံးကိုလင်ဝင်နီရတော့မှဖြစ်တာကိုစိုးရိမ်နေတာပါ။ဒါပေမဲ့ရမ်မီရဲ့ကျေးဇူးနဲ့အဖြစ်မှန်နေအားလုံးကပေါ်ထွက်ခဲ့ပြီးတော့မှသူစိုးရိမ်တဲ့အတိုင်းပဲလင်ဝင်နီကဂက်စတိုရဲ့အမွေအားလုံးကိုပိုင်ဆိုင်ခွင့်ရခဲ့ပါတော့တယ်။တစ်ဖက်မှာလည်းရမ်မီကသူ့စီကိုကြွတ်တွေအုပ်စုလိုက်ခေါ်လာပြီးတော့မှအစာခိုးစားခိုင်းနေတဲ့အကိုဖြစ်သူအီးမေးလ်ကိုစိတ်ဆိုးနေပါတယ်။မီဒီယာတွေနဲ့သတင်းစာရှင်းလင်းပွဲလုပ်တဲ့နေ့မှာသတင်းထောက်တွေကလင်ဝင်နီရဲ့ဟင်းချက်ပါရမီနဲ့လိုဝက်ချက်ကိုပြောပြခိုင်းပါတယ်။ရမ်မီကအမှန်တမ်းပြောလိမ့်မယ်လို့မျိုးနှင်းထားပေမဲ့လင်ဝင်နီကတော့သူ့ရဲ့လိုဝက်ချက်ကခိုးလက်ဖြစ်ပါတယ်ဆိုပြီးလိန်ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအစားအသောက်ဝီဖန်ရဲ့သမားအန်တွန်အီကိုရောက်လာပြီးတော့မှမနှက်ချင်ညအဆိုင်ကိုလာစားမယ်။အစားအစာကသူ့ဖိပင်ကြမဖြစ်လို့ရှိရင်မျိုးတော်မမျိုးချဘူးလို့ဆွင့်ခေါ်ပြီးပြန်သွားပါတယ်။သတင်းစာရှင်းလင်းပွဲမှာရမ်မီကြောင့်အာယုံနောက်သွားတဲ့လင်ဝင်နီကရမ်မီကိုဟင်းချက်ခိုင်းတော့ပါဘူး။ဒါကိုအဝေးကစောင့်ကြည့်နေတဲ့စကင်နာကတကယ်ပါရီမရှင်ကကြွက်ကလေးရမ်မီဖြစ်နေမှသိသွားပါတော့တယ်။ဒါပေမဲ့လင်ဝင်နီကရမ်မီကိုတောင်းပန်ဖို့စတူခန်းထဲဝင်လာတဲ့အချိန်မှာတော့ကြွက်တွေအုပ်လက်ကြီးကိုမြင်သွားပြီးနှက်ဖြန့်သွားပါတယ်။ရမ်မီလည်းတကယ်ပဲစိတ်ပြတ်သွားပြီးအဖေပြောရမှန်တယ်ငါတို့ကကြွက်တွေပဲဆိုပြီးဆိုင်ကနေထွက်သွားပါတယ်။တစ်ဖက်မှာလည်းရမ်မီကအဆိုင်ပြန်မှာအမိုက်ပုံတွေကအစားအစာကိုစားဖို့လုပ်နေတဲ့သူ့ကိုအီးမေးလ်ကိုတားရင်းနဲ့ကြွတ်တောင်တောင်ပြေးသွားပါတယ်။အဲ့ဒီအချိန်မှာပဲစကင်နာရောက်လာပြီးရမ်မီကိုဖမ်းကကားနောက်ဖွင့်ထဲကိုထည့်ပြီးတော့ပိတ်လောင်ထားပါတယ်။ဒါပေမဲ့အီးမေးလ်ကတော့အကုန်လုံးကိုလက်မြင့်နေရပါတယ်။ညပိုင်းမှာအန်တိုအင်ကိုရောက်လာပြီးတော့မှလင်ဂူနီရဲ့အကောင့်ဆုံးဟင်းကိုမှားပါတယ်။စကင်နာကလည်းရုပ်ဖြတ်ပြီးတော့မှဘေးဝန်းကနေလိုက်မှစားပါတယ်။ကားနောက်ဖုန်းထဲမှာပိတ်မိနေတဲ့ရမ်မီကတော့စိတ်ပြတ်အားငယ်သွားတဲ့ဂက်စတိုရဲ့ဝိညာဉ်နဲ့စကားပြောနေပါတယ်။ကန်ကောင်းတော်နဲ့ရမ်မီအဖေနဲ့ကြောက်ဆိုးရောက်လာပြီးတော့မှရမ်မီကိုကဲထုတ်ပေးလိုက်ပါတယ်။ရမ်မီကိုမြင်တော့ဝန်ထမ်းတွေကရမ်မီနောက်ကိုလိုက်ကြတဲ့အခါမှာလင်ဂူနီကတားလိုက်ပြီးတကယ်ပဲဟင်းချက်ခဲ့တာကဒီကြက်ကလေးဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်။ဒါကိုကြားသွားတဲ့ဝန်ထမ်းတွေအားလုံးစိတ်ပြတ်ပြီးတော့မှဆိုင်ရနေအကုန်ထွက်သွားကြပါတယ်။ခိုလက်တောင်မှလင်ဂူနီကိုထိုက်ခဲ့ပြီးငိုရိုကထွက်သွားခဲ့ပါတယ်။လင်ဂူနီတယောက်တည်းမျိုးနဲ့ချက်မိတ်ကကြံခဲ့တာပေါ့။ခိုလက်တယောက်လမ်းမှာတွိုင်းနဲ့ဂက်စတိုရဲ့ပကြုံဆိုဟင်းချက်နိုင်နေဆိုတဲ့စာအုပ်ကိုမြင်ပြီးတော့မှစိတ်ဖြောင်းကပြန်လဲလာခဲ့ပါတယ်။ရမ်မီဖေကလည်းသူ့သားရဲ့တက်တီကိုနားတယ်သွားပြီးတော့မှအကူညီဖို့ကြောက်ကြီးကိုခေါ်လာပေးခဲ့ပါတယ်။ရမ်မီကတော့ဟင်းမချက်ခင်ကြွတ်တွေအားလုံးကိုတန့်ရှင်းရရင်လုပ်ခိုင်းပါတယ်။ရမ်မီကကြွတ်တွေကိုအတီးတီးတာဝန်ခွဲပေးပြီးတော့မှစနစ်တကျဟင်းချက်ခိုင်းပါတယ်။ဒါအောင်မြင်တဲ့လူငယ်တွေကအားတက်သွားပြီးတော့မှဟင်းပွဲတွေကိုစပွဲထိုးပြလိုက်ပို့ပေးပါတယ်။ခိုလက်ပြန်ရောက်တဲ့အချိန်မှာကြွတ်တွေကဟင်းချက်နေတာကိုမြင်ပြီးအံ့ဩသွားပါတယ်။ရမ်မီကအီဂိုအတွက်အထူးဟင်းပွဲကိုပြင်ဆင်မှုဆုံးဖြတ်လိုက်ပါတယ်။ရမ်မီနဲ့ခိုလက်တို့ပူးပေါင်းပြီးအကောင်းဆုံးဟင်းပွဲတစ်ပွဲကိုဖန်တီးကအီဂိုတွေချပေးလိုက်ပါတယ်။အီဂိုကဟင်းကိုမြည်လိုက်တာနဲ့သူ့ရဲ့ငယ်ဘဝကမိခင်ဖြစ်သူချက်ကြွေးခဲ့တဲ့အချိန်တွေကိုချက်ချင်းသတိရသွားခဲ့ပါတယ်။
ဟင်းကအရင်ကောင်းလို့ ego တယောက်အောက်လုံးမဆုံးဖြစ်နေခဲ့ပါတယ်။နာလိုဖြစ်နေတဲ့ Skinner ကလည်းမိဖို့ကြောင့်လည်းဝင်ရှာပေမဲ့ကြွက်တရသူ့ကိုဖမ်းပြီးတော့မှစတူကိုင်းတဲ့ကိုပိတ်လောင်လိုက်ပါတယ်။ ego ကလည်းစပူမှုကိုတွေ့ချင်တယ်လို့တောင်းဆိုပါတယ်။ဒါကြောင့်ဆိုင်ပိတ်ပြီးလူရှင်းသွားတဲ့အခါမှာဒင်ဝနီနဲ့ခိုလက်တို့ကစပူမှုကိုထုတ်ပြခဲ့ပါတယ်။ပထမတော့ ego လည်းမယုံနိုင်ပေမဲ့နောက်တနေ့သူ့ရဲ့ဆောင်းပါးမှာဘယ်သူမှမဆိုဟင်းချနိုင်တယ်ဆိုတဲ့စကားကိုအခုမှတကယ်နားလည်သွားကြောင်းနဲ့ရမ်မီယာပဲရင်းမျိုးရဲ့အကောင်းဆုံးစပူမှုဖြစ်ကြောင်းချီးကျူးရေးသားလိုက်ပါတယ်။ ego ရဲ့ဆောင်းပါးကြောင့်ဆိုင်အားပြန်ပြီးအောင်မြင်လာပေမဲ့ကျမကြီးဌာနကတွက်တည်ရှိတယ်ဆိုပြီးဆိုင်ကိုပိတ်ပစ်လိုက်ပါတယ်။ဒါပေမဲ့လင်ဂွီနီခိုလက်နဲ့ရမ်မီတို့ကဆိုင်တလေတဆိုင်ပြန်ဖွင့်ခဲ့ပြီးတော့မှ ego ကိုယ်တိုင်လည်းနေ့တိုင်းလာရောက်အားပေးပါတော့တယ်။နောက်ဆုံးမှာတော့ရမ်မီတယောက်သူ့ရဲ့အိမ်မက်အတိုင်းအကောင်းဆုံးစပူမှုဖြစ်သွားခဲ့ပါတော့တယ်။